Hello မတို့ရေဒီနေ့ BKK ကဝင်တဲ့ချီချောသားဘောင်းမီပုံသစ်လေးနဲ့မိတ်ဆက်ပါမယ်နော်ဒီဟာလေးက BKK ကဝင်တဲ့ချီချောသားဘောင်းမီလေးပါကာလာလေးက6ရောင်လာပါတယ်နော်ကာလာလေးတွေမိတ်ဆက်မယ်ဈေးလေးတွေပြောပြပါမယ်ရှင်မတို့ရေဒါလေးတွေကခါးဆိုင်လေးတွေကကောင်းပါတယ်ခါးဆိုင်လေးကဆွဲလိုက်ရင်36 38ရှိပါတယ်နော်တင်ကတော့48ရှိပါတယ်ရှေ့မှာဘောင်းမီကအိတ်ကက်လေးပါတာပေါ့နော်ရှေ့မှာအိတ်ကက်လေးပါမယ်အောက်ကပန်းထိုးလေးတွေကတအားလှပါတယ်နော်သူကလေဂျပန်ချီလီနဲ့လည်းဆင်တာပေါ့နော်ဒါကအခုပြတာနီညိုရောင်လေးပါသူကာလာလေးလည်း6ရောင်တအားလှပါတယ်နော်ဒါလေးဆိုရင်လည်းအဖြူစွတ်စွတ်လေးပါနော်မတို့ရေပေါင်ချိန်ကမတို့ရေပေါင်ချိန်120ကနေ160ထိတော်ပါတယ်ဘောင်းမီရဲ့အရှည်က36ပါရှင့်ဒါကအနက်ရောင်ဆူဆူလေးပါဒါလေးဆိုလို့ရှိရင်လည်းလေဟိုဂျပန်ချီမှာထွက်တဲ့ပန်းသခွားရောင်နဲ့တအားတူတယ်နော်ဒါကပန်းသခွားရောင်လေးပါရှင့်မတို့ရေမစိုးထဲဆန်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ဒါကနက်ပြောင်ဆူဆူလေးပါဒါလေးဆိုလို့ရှိရင်လည်းပေတာရောင်လေးနော်ပေတာရောင်လေးဆိုရင်လည်းဂျပန်ချီမှာထွက်တဲ့ဘောင်းမီလေးနဲ့တအားတူတယ်အခုစိုးပြထားတာအသားရောင်လေးပါနော်ကာလာစုစုပေါင်း9ရောင်လာပါတယ်မတို့ရေပေါင်ချိန်က120ကနေ160ထိတော်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်